တောက်ကြနေရဲ့ကဲပေါ့မနေ့ကကျွန်တော်တို့ဒီ date ကတော့မနေ့က73ရက်ပေါ့နော်73ရက်3လ2026တောက်ကြနေရဲ့မနေ့ညကဲပေါ့တော့ကိုကျွန်တော် live လွှင့်ပြသပေးတာနော်အဲ့အတွက်ကြောင့်ဝင်လာတဲ့ကိုမတယောက်ချင်းဒီတိုင်းလမ်းမလေးထောင်ပေးပါဒီ channel ကို subscribe မလုပ်ရသေးတဲ့ကိုမများရှိရင်ဝင်ရတဲ့အနေနဲ့တယောက်တစ်ချက် subscribe လေးနှိပ်ပေးကြပါအောင်ဗျာနော်အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါနော်ကိုမကြီးအားလုံးပဲမင်္ဂလာပါဝင်လာတဲ့လက်မလေးတယောက်ချက်ထောင်ပေးပါ channel ကို subscribe လုပ်ပေးပါနော်မင်္ဂလာပါဆရာကြီးတဲ့မင်္ဂလာပါဆရာထွန်းတဲ့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာညချမ်းပါဆရာကြီးတဲ့ဂေပေါက်ပြီးမလို့တက်လာတာလားတဲ့ဩဂေပေါက်ပြီးမလို့ပါဗျနော်ဆရာကြီးဂေပေါက်ရေးလုပ်ပါဦးနဲ့ရမ်းရှုံးနေလို့ပါတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါတဲ့ဖရီးသမားတွေကတော့ရှုံးစရာအကြောင်းမရှိတာနော် line ပေါ်ကိုမကြီးကျွန်တော် like ကိုတွေ့တဲ့ကိုမကြီးဘာမှရှုံးစရာအကြောင်းမရှိဘူးဟုတ်လားနော်ရှုံးနေတာကျွန်တော်ဖွဲ့ဝင်နေဖြစ်တယ်နော်ကျွန်တော်ဖွဲ့ဝင်တွေအတွက်ကျွန်တော်လုပ်ပေးရမယ်ဒီတစ်ပတ်နဲ့ဆင်မပြေနောက်တစ်ပတ်ဆက်ပြီးအဆင်ပြေအောင်ကျွန်တော်လုပ်ပေးမှာအမငယ်နဲ့နော်ဂရုထဲမှာရှိရင်ဂရုထဲမှာစောင့်ပါဖုန်းမစစ်သမားတွေဖုန်းကစောင့်ပါနော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့လုပ်ပေးမှာပါနော်ဘာမှအမငယ်ပါနဲ့လွဲချုံမှုဆိုတော့ရှိကြတယ်မယ်ပေါ့နော်တက်လဲကနန်းကိုတီးတန့်ဟောင်းအောင်လုပ်တဲ့လူကလည်းရှိနေတယ်နော်အဲ့ဒါလေးလည်းရှိလို့ပါနော်3ပရိသမားတွေ93ညပရိကျွန်တော်ပြောင်းခိုင်းလိုက်တယ်နော်အဘူးပါဝါနဲ့တခါလေးညှိပြီးထွက်တာ55ပေါက်တယ်မလားနော်ညနေမှာတော့36ကျွန်တော်ပြေးတယ်ပဲနော်အများပြပါတယ်အများပြပါတယ်ဆရာကြီးတဲ့ရှုံးနေဆိုတော့လက်ခံတယ်ကျွန်တော်ဖွဲ့ဝင်နေပြီလိုင်းမော်ကမတွေရှုံးနေဆိုတော့ကျွန်တော်လက်မခံပါဘူးနော်9သိန်း3000မိုးရပါတယ်တော့ကဲပါဝမ်းသာပါတယ်ဆရာမနေ့က line တက်တာမသိလိုက်ဘူးတက်ပါတယ်ဗျမနေ့ကညလည်း line လွှင့်ပါတယ်ဒီနေ့ညလည်း line တွင်ပါတယ်နော်ရှာလိုက်ရတာဆရာထွန်းရေတားကြီးလူတစ်ပါအဖွဲ့ဝင်ခြင်းပါတယ်နော်ဒီဘက်ကတော့အဖွဲ့ဝင်မခေါ်ပါဘူးနော်ဟုတ်တယ်ဆရာကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဟုတ်တယ်ဆရာကြီးတဲ့အခွေကိုဆရာမထားလိုက်ပါဗျာအဲ့ဒါဒီကောင်းလေးထည့်နေတယ်နော်အခုကဘာလဲဆိုလို့ရှိရင်အဖွဲ့ဝင်တွေတော့ကျွန်တော်မနေ့ကဂဲပေါက်ပို့ပေးမယ်နော်မနေ့ကတော့ကျွန်တော်ဂဲပေါက်ပို့ပေးမယ်ဖုန်းမက်ဆေ့လေးစောင့်ဘိုင်ဘာသမားတွေလည်းဘိုင်ဘာ group မှာညကြရင်ဝင်ကြည့်ပါနော် live လေးပြီးသွားရင်ကျွန်တော်တင်ပေးမယ်နော်ဘာမှမပူပါနဲ့ဆရာရဲ့ဖန်ပြတာ3နှစ်ကျော်ပြီနော်ဟုတ်ကဲ့ပါနော်စုံကျင်တော့တောင်ကြီးမှာတောင်ကြီးသွားတော့တောင်ကြီးဖန်နဲ့မစုံနဲ့ဒီရောက်မှတောင်ကြီးဖန်နဲ့စုံတယ်ပေါ့နော်အခုချိန်ဘယ်လောက်ပဲဖြစ်နေပါသေးတယ်မနေ့ပြန်တရက်သေးပြန်ပြီးမှဆရာဖွဲ့ဝင်နေအားမငယ်နေတဲ့နော်ညီကြီးကြရားကဖွဲ့ဝင်ပါတဲ့ဘူးမူကားရဲ့ရချင်းစီပြီးရချင်းလေးပြောပြပါတိုင်းလိုင်း9ရက်ပါ3ရက်တွင်ထွက်များတယ်ဘူးမူဒီနော်ကျွန်တော်ပြောနိုင်နေရပြောပေးထားတာနော်ဆရာနေတဲ့သမားပဲအများပေးပါတယ်ဆရာကြီးရဲ့ break ကရတယ်ဆရာဒါပေမဲ့ရှုံးရမှာပေါ့မနေ့ကကဲဖို့ရှိသေးတာကျွန်တော်မြင်ပေါက်ပြီလို့ပြောထားတဲ့ဟာကိုနော်ဝင်လာခဲ့ပါတဲ့ဟုတ်ကဲ့ပါ channel တိုင်းပြတ်ချနေတယ်ဟုတ်တယ် channel တွေအကုန်လုံးပြတ်ချနေတာပေါ့နော်အားကြောင့်ကျွန်တော်ကလည်း live လွှင့်ရခက်လက်လန့်မယ် channel တွေကတကူဖြတ်ကန်ထိနေတာအဲဒါကြောင့် live လွှင့်တဲ့ချိန်လေးဦးစားပေးပြီးတော့ကြည့်ပေးနော် live လွှင့်ရ14မိနစ်ပေါ့နော် 4.2k မင်္ဂလာပါနော် live လွှင့်ရစောနေသေးတော့ဒီချိန်14မိနစ်လောက်ဆိုလို့ချင်းဒီကောင်းတောင်းလို့ရတယ်လေဇောင်းမှုတင်ပေးပါတယ်ဇောင်းဆိုတာပါဇောင်းပါဇောင်းနှက်ခတ်မှုကိုပြောတာဇောင်းပါဇောင်းနှက်ခတ်ဖြစ်ရင်အတွင်းလေးလုံးပတ်တည်ပြင်လေးလုံးခွေကြလေနော်ဒီရတာလည်းမောပြီးရှာရေးဖတ်မပေးဘူးတော့ကျွန်တော်တွေ့တဲ့မှန်လေးဖတ်ပေးပါတယ်ဗျာ ARV တန်းကအားပေးနေပါတယ်တဲ့ကျွန်တော်လည်း ARV တန်းရောက်နေတာပါနော်မနက်ဖြန်တွဲတဲ့ပေးပါဆရာထွန်းကြီးအတူစစ်ပဲလို့ခွဲရတာလဲဆရာအခု live လွှင့်နေတာအခုစစ်ပဲနော်အခု live လွှင့်နေရမလားအဲ့ဒါစစ်ပဲ7နာရီခွဲ live လွှင့်နေတယ်ဗီဒီယိုဖိုင်တင်အတူ live နဲ့ဗီဒီယိုဖိုင်မခွဲတတ်ဘူးဆိုရင်တော့အတူစစ်ခွဲတတ်မှာမဟုတ်သေးဘူးနော်မနက်ဖြန်ကျရင်ကျွန်တော်ကိုမတွေအားလုံးပဲကျွန်တော်ပို့ပေးတာလေးပဲလုပ်ပါနော်တိတ်ပြီးတော့ဝင်ဖြစ်စေချင်တော့အဲ့ဒါကြောင့်မနက်ဖြန်ကျွန်တော် message ပို့ပေးတဲ့အရာလေးကိုပဲဆော့ပါနောက်ဘိုင်ဘာသမားကြီးလည်းဘိုင်ဘာတင်ပေးတဲ့အရာလေးပဲဆော့ပါဟိုကလောအောင်လားဒီကလောအောင်လားမမေးပါနဲ့မနိုင်ရင်မလုံးနဲ့ဖြုတ်ပါနိုင်ရင်တော့မဝင်နိုင်ဘူးလို့ဆော့မနိုင်ရင်ဖြုတ်ဒါရှင်းလေးပဲနော်မထွက်ဘူးဆိုတော့မရှိပါဘူးနော်ဆရာကြီးရဲ့ဒီနေ့ရက်စွဲလေးပြောပြပါလားဒီနေ့က73ရက်နေ့အတွက်လွှင့်ပေးတာနော်
73ရက်နေ့အတွက်တောက်ကြနေ့အတွက်လွှင့်မိတာပါ3ရက်တောက်ကြနေ့အတွက်နော်ဆရာတော်လိုင်းလဲလို့ပေါက်တာတဲ့93ညပရိလို့အစားတဲ့3ရွှေလေးထိုးနေတာဟုတ်ကဲ့ပါဝမ်းသာပါဆရာပတိပေးမဲ့ဆိုတဲ့ဂဲပေါက်လုံးမိုင်တော့ဂဲပေါက်ကတော့ကျွန်တော်ဒီပေးမှာပါနော်ပတ်ချင်တယ်ဆိုရင်တော့တလုံးလေးတော့မပတ်နဲ့ဂဲပေါက်လုံးမိုင်နှလုံးဖြစ်နေလို့မင်္ဂလာပါကိုဆရာကိုထွန်းမင်းကြီးတဲ့မင်္ဂလာပါဘိုင်ဘိုင် channel လင်းချပေးပါလားဆရာကြီးတဲ့တော့ဆိုတော့ကျွန်တော်ချပေးဖို့အစီအစဉ်မရှိသေးဘူးနော်အစီအစဉ်ရှိတဲ့ချိန်ကျရင်ချပေးမယ်နော်မှောင်နေတော့ဆရာကားပေါ်မှာလွှင့်နေတာမှောင်နေမျိုးကားပေါ်မှာလွှင့်နေတာနော်အောင်လေးငွေဆောင်မှလာတဲ့အမတို့မနေ့ကငွေဆောင်ကပြန်လာတာတဲ့ငွေဆောင်ကပြန်လာဆိုမဟုတ်ဘူးဗျငွေဆောင်တဲ့နီးလေးပါပဲနော်ဘုန်းကြီးရှုံးလို့ဆရာမျက်နှာမကောင်းဘူးစိတ်မကောင်းဖြစ်နေတာတဲ့နားလည်လိမ့်မယ်လို့ထင်ပါတယ်ကောင်းဆုံးတော့လုပ်ပေးနေပါတယ်နော်ကဲပေါက်ပတ်တိယူမယ်ဆရာကြီးဒီဘက်ကလူသစ်တွေကဘာမှတောက်ကြနေမှတွေရခဲ့တာပေါ့နော်ဒါပေမဲ့တိတ်တော့ထွေးလို့တော့ပြောချင်ပါဘူးဦးရင်းနဲ့မိလည်းတန်းနိုင်သလောက်လည်းကုသိုလ်ပြီးပေးတာကျမ်းမာရေးကောင်းအောင်လို့ပါတဲ့ဒါတို့ပါဟုတ်ကဲ့ပါကျွန်တော်လည်းကျမ်းမာရေးကောင်းအောင်နော်ညက်နေလည်းပြအောင်နော်ကျွန်တော်လူလေးတစ်ခုလုပ်ပါအောင်မယ်နော်ဝေနိုင်တဲ့ຢာလေးပေါ့ကိုနိုင်တဲ့ຢာလေးလုပ်ပါအောင်မယ်နော်မင်္ဂလာပါဆရာကျမ်းမာပါသည်တဲ့ကျွန်တော်တို့လည်းကုသိုလ်မှန်တယ်များအကူမတွေအားလုံးရမှာအာမဟုတ်ဘူးရမလို့နော်တူကောင်ကိုတော့ပြောပလိုက်တယ်တဲ့ကေဘောက်ယူမယ်ဆရာကြီးကမနေ့ကနှစ်တည်တယ်တီလာတယ်ဟုတ်လားနှစ်တည်3ပေါ့ဗျာနော်ကဲအားလုံးပဲကုမတွေနော်စမယ်နော်ဒိုင်းလင်းကြီးကစောနေသေးတာနော်မအောင်ဆုံးကုမတွေမှတ်မှာသေချာမှတ်နော်ငါးဘူးမှုသည်93ပါတဲ့93 break မှတ်မိလဲမလားငါးဘူးမှုသိလားငါးဘူးမှုမသိခေါ်ပေးမယ်တစ်ချက်မှတ်မသိရလူတွေတစ်ချက်မှတ်နော်ငါးဘူးမှုသည်93ပါတယ်93 break အဲ့ဒါငါးဘူးမှုရက်ကတော့ဗနေရလဲငါးဘူးမှုမှာခဏဗနေကွဲထွက်လဲဆိုလို့ရှိရင်50 55ရဲ့58ကဲပြီးရင်33ရဲ့33 23ခွန်3ဒါပဲထွက်တယ်နော်ခဏကအားမယ်ဆိုရင်တော့12ကွက်ပေါ့နော်မအားဘူးဆိုရင်6ကွက်ပဲရှိတယ်နော်55နဲ့33တကွက်စာတွက်မယ်50 58 30 32 3ခွန်နော်အဲ့လေးရှိတယ်နှစ်ပရိတ်ကြိုက်တဲ့ကူမတွေကတော့20နဲ့48ပဲလာလိမ့်မယ်ထင်တယ်အဲ့နှစ်ပရိတ်လာရင်ပေါ့နော်93ပါတယ်93ပရိတ်တိုင်းလိုင်းက3ရက်အတွင်းထွက်များတယ်5ဘူးမှုဒီဘူးမှုတွေဒီတိုင်းလိုင်းအကုန်လုံးသွားတာဒီ9ရက်တွင်သွားတယ်ကွာတိုင်းလိုင်းက9ရက်တိုင်းလိုင်း9ရက်အတွင်းမှာ3ဘူးရဲ့5ဘူးရဲ့10ဘူးရဲ့သူ့ရဲ့မူဒီတိုင်းလိုင်းအားဖြင့်3ရက်အတွင်းမှာအထွက်များဆုံးပဲ5ဘူးမှုလည်းကက်ရက်ကြတတ်တယ်3ဘူးမှုလည်းကက်ရက်ကြတတ်တယ်10ဘူးမှုလည်းကက်ရက်ကြတတ်တယ်နော်အဲ့ဒါလေးမှတ်ထားနော်5ဘူးမှုဒီ5ဘူးမှုဒီ93ပါတဲ့93ပရိတ်ပါနော်ငါးဘူးမှုဒီ93ပါတယ်93ပရိတ်ပါဒေါခင်ဝင်းကြီးကမေးခိုင်းလို့တဲ့အစ်စ်လာတယ်ကျွန်တော်အစ်စ်ပါလို့ဒီ channel ကို follow လေးလုပ်ပါ channel ကို subscribe လုပ်နော်ကိုမရဲ့ live မယ်ဆိုရင်ငါးဘူးမှုပတ်စံရမယ်ရှင်းလေးပဲပတ်စံရမယ်မှုပေးထားပြီးသွားရင်ငါးဘူးမှု93ပါတယ်93ပရိတ်တိုင်းလိုင်း9ရက်ရှိတယ်3ရက်တွင်အထွက်များတယ်ဒါပြီးပြီငါးဘူးမှုမူဆော့မယ်ဆိုငါးဘူးမှုကိုကင်လိုက်တော့ဟုတ်ပြီနော်3ဘူးမှုက35ခွန်ပါတယ်35ခွန် break နော်ဘူးမှုကထောက်လွယ်လေးတွေဥမာဘာတွေစဉ်းစားနေရမသိဘူးလွယ်လေး5ဘူးမှုဒီ5ဖြစ်တယ်မလား5နဲ့5ဘူးဆို5ပဲ5ပါ3ည5နဲ့ခက်က3 53ပါတယ်53 break 3ဆိုရင်3ဖြစ်တယ်3ရဲ့ပါဝါ5 3နဲ့ခက်ခွန်5ခွန်ပါတယ်5ခွန် break အဲ့လိုသွားတာအခုက5ဘူးထွက်တာဖြစ်တဲ့အတွက်ကြောင့်53ပါတယ်53 break ရှင်းပြတာမောလိုက်တာဗျာနော်ငါးဘူးမှုကရေးပေးပါအောင်ဆိုဒီ channel ရဲ့ပို့ဆိုတဲ့နေရာမှာတင်ထားတယ်လေတွားကြည့်လိုက်နော် 511K မင်္ဂလာပါလက်မလေးထောင်ပေးပါ channel ကို subscribe လုပ်ပေးပါနော်လက်မလေးမှန်လို့တောက်လိုက်နော်မြေဝင်တုတ်တယ်ဆရာဖန်ဆိုတဲ့သိနေရမယ်လေဒါပဲဗျာနော်ပထမကဲပါအောင်တဲ့အဖွဲ့ဝင်မှာကဲရမှာဗောကျွန်တော်ဖွဲ့ဝင်နေကျွန်တော်မကဲလို့ရမလားကဲပေးမယ်နိုင်တော့တော့ကဲပေးအမှားမှန်တော့လက်ခံဗျာဒီတစ်ပတ်ကျွန်တော်ရောက်ရှုံးရမလားနောက်တစ်ပတ်ကျွန်တော်ရောက်လုပ်ပေးမယ်ဒါရှင်းလေးပဲဒါမှကျွန်တော်အခါကြီးကိုပြီးတယ်မလုပ်ဘူးကျွန်တော်လုပ်ပေးမှာကျွန်တော်အဲ့လိုကောင်းမျိုးနော်ဘာမှမပူနဲ့ကျွန်တော်ရဲ့ဘဝမှာဒါကျွန်တော်တို့ပထမအဦးဆုံးဖြစ်ခြင်းပဲနော်ဒီလွဲချုံမှုကဒါပထမအဦးဆုံးလို့ကျွန်တော်ခံမှန်းလို့ပြောလို့ရတယ်နော်ကဲစမယ်နော်စမယ်ငါးဘူးမှုလည်းသိပြီဆိုတော့ငါးဘူးမှုလေးမှတ်ထားလိုက်စောမဲကူမတဲ့ဘူးမှုကိုစော့နော်ကဲကျွန်တော်ပေးချင်တာကတော့မနေ့က73ရက်3လ2026နော်တောက်ကြနေရဲ့ခေပေါက်နော်
တောက်ကြနေရဲ့ဂဲပေါက်ဒီဂဲပေါက်လုံးမိုင်ဒီ6ပိုင်1ပိုင်နော်ဂဲပေါက်လုံးမိုင်ဒီ6ပိုင်1ပိုင်ဖြစ်တယ်နော်တောက်ကြဂဲပေါက်လုံးမိုင်6ပိုင်1ပိုင်နော်6နဲ့ပတ်သက်ရင်ထိုးရမယ်ကနေ1နဲ့ပတ်သက်ရင်ထိုးရမယ်ကနေပြောပြမယ်မှတ်ပါနော်အားလုံးပဲကိုမကြီးမနေ့ဖန်တောက်ကြနေမနေ့ညမှာဂဲပေါက်လုံးမိုင်ဒီ6ပိုင်1ပိုင်6နဲ့ပတ်သက်ရင်ထိုးရမယ်ကနေ1နဲ့ပတ်သက်ရင်ထိုးရမယ်ကနေပြောပြမယ်6နဲ့ပတ်သက်ရင်ထိုးရမယ်ကနေဒီ6နှစ်63 6ခွန်နော်6နှစ်63 6ခွန်6ပိုင်1ပိုင်ကဲပေါ်လုံးမိုက်ဒီ6ပိုင်1ပိုင်6နဲ့ပတ်သက်ရင်60နှစ်က61ကဟုတ်6နှစ်က63ရဲ့6ခွန်ရဲ့6နှစ်63 6ခွန်အဲ့ဒါကဲပေါ်လုံးမိုက်6နဲ့ပတ်သက်ရင်နော်6နှစ်က63ရဲ့6ခွန်ရဲ့1နဲ့ပတ်သက်လာရင်13 1ခွန်18နော်13 1ခွန်18 6နဲ့ပတ်သက်လာရင်6နှစ်63 6ခွန်နော်ကဲဘောလုံးမိုင်းဒီပတ်မယ်ဆိုရင်6ပိုင်1ပိုင်ပတ်မယ်မနေ့ကတောက်ကြနေမနေ့ညမှာကဲဘောလုံးမိုင်း6ပိုင်1ပိုင်6နဲ့1ကို6နဲ့ပတ်သက်လာလို့ရှိရင်6နှစ်63 6ခွန်နော်6နှစ်63 6ခွန်နော်ပြီးလို့ရှိရင်6နှစ်63 6ခွန်1နဲ့ပတ်သက်လာရင်13 1ခွန်18နော်13 1ခွန်18နော်အဲ့နေဖက်တဲ့ဆရာရဲ့အောင်နောက်တယ်ဆရာစစ်ပါလို့5 view ကဂျူးကိုကြည့်လိုက်လေ5.3ကအဲ့အတူလားစစ်လားသိလိမ့်မယ်နော်မူတွေလည်းဘာမှမရှိတော့ပါဘူး line ပါဘူးမာတွေဘာမူမှမစောတော့နဲ့မူစောမဲ့ဆိုရင်9ဘူးမူလိုက်စော့933ပါတယ်933ပြည့်အဲ့မူကိုကင်ထားလိုက်ကင်ပြီးသွားရင်နေတဲ့ပြီးပေါ့မနေ့ကတော့ဂဲပေါ့နော်ဂဲပေါလုံးမိုင်းဒီ6လုံးမိုင်း1လုံးမိုင်း6နဲ့ပတ်သက်လာရင်6နှစ်63 6ခွန်နော်ပြီးလို့ရှိရင်1နဲ့ပတ်သက်လာရင်13 1ခွန်18နော်13 1ခွန်18ဒါ6ခွက်ပြီးပါပဲနော်ပတ်တိပတ်မဲ့ဆို6ပိုင်1ပိုင်ပတ်မပတ်ဘူးဆို6ခွက်ထိုးဒါရှင်းနေရောပဲနော် channel တွေဖြတ်ပြီးတကွက်တဲ့3သိန်းပေးတဲ့9သိန်းပေးတောင်းနေတယ်ဘယ်လိုလဲဘယ်လိုကတောင်းတာလဲ channel တွေဖြတ်ပြီးတကွက်တဲ့3သိန်းပေး9သိန်းပေးတောင်းနေတယ်ဘယ်တော့မှမလုပ်ဘူးထမင်းဘွားမှာအဲ့လိုလိုမျိုးဘယ်တော့မှမလုပ်ငိုက်ငတ်ပလိတိနော်မစားဘူးအပူသားတွေဘယ်တော့မှနော်ဘယ်တော့မှအဲ့လိုမျိုးမဟုတ်တာကျွန်တော်မလုပ်ဘူးတိကျရင်တစ်ပတ်ဗျာကျွန်တော်ပြော6ပိုင်1ပိုင်ဗျာနှလုံးလုံးပတ်နိုင်ပတ်မပတ်နိုင်ရင်ကွက်ထိုးဒါကျွန်တော်ပြောရှင်းရှင်းလေးပဲနော်ဟိုရင်ဘက်တွေကလို့ပဲမိန်ခွက်ကိုညှိနေချင်တာနော်အဲ့ဒီကြောင့်မနေ့ကတော့ကိုကျွန်တော်အကြိုက်ဆုံးဒီ6ခွန်ရယ်နော်6ခွန်ရယ်ပြီးလို့ရှိရင်1ခွန်ရယ်နော်6ခွန်1ခွန်အကြိုက်ဆုံးပဲမနေ့ကနော်မနေ့ကတောက်ကြနေအတွက်ကိုအကြိုက်ဆုံးမိန်ခွက်ဒီ6ခွန်1ခွန်နော်60ခွန်ရယ်1ခွန်ရယ်အကြိုက်ဆုံးနော်6နှစ်63 6ခွန်13 1ခွန်18နော်အကြိုက်ဆုံးဒီ60ခွန်ရယ်နော်1ခွန်ရယ်အကြိုက်ဆုံးပဲ6ခွန်1ခွန်မိန်အဲ့ဒါကဲပေါ့6ခွန်1ခွန်အကြိုက်ဆုံးပဲကြိုက်ရင်ဘုံမကြိုက်ရင်ဘုံနဲ့မကြိုက်ဘူးဆိုရင်တပြားဘုံမှမထိုးနဲ့မယုံလဲတပြားဘုံမှမထိုးနဲ့ကျွန်တော်ဦးထုံးမင်းကကိုမတွေပေါ်မှာဘယ်တော့မှမဟုတ်တာမလို့ဘူးဆိုတာသိထားရင်ရပြီနော်6လုံးမိုင်1လုံးမိုင်6နဲ့ပတ်သက်6နှစ်63 6ခွန်1နဲ့ပတ်သက်13 1ခွန်13ရဲ့1ခွန်ရဲ့13ရဲ့1ခွန်ရဲ့18ကနော်13 1ခွန်18နော်မင်းဒီ6ခွန်1ခွန်ကြားပြီဒီလောက်ပဲနော်ကျွန်တော်ဖုန်းဝင်နေကျွန်တော်ကနန်းပို့ပေးအောင်ပါဆိုတော့နော်အားလုံးပဲကျွန်တော် line ဆင်းတော့မယ်နော်အခုမှများအားလုံးပဲနော်မားတွေဘိုင်း